တေးရီမင်းဂျုံဆိုရဲ့အဝေးဆုံးအရှင်းနဲ့လွမ်းနေမယ်လို့မြည်ရပါတယ်နားဆင်ပေးပါချစ်ကိုမြင်လက်တနေ့တော့နားလေသွားမှာ